ကျွန်တော်ကဒီရွာမှာမွေးဒီရွာမှာပဲကြီးပြင်းလာတာကျွန်တော်တို့ရွာကလူတယောက်ဆုံးပြီဆိုရင်တရွာလုံးကဝိုင်းကူကြတာကထုံးစံပဲအဲ့ဒီနေ့ကရွာအရှိပိုင်းကဦးလေးကြီးတယောက်ဆုံးတာပေါ့သူကတောထဲမှာထင်းခွေရင်းနဲ့ရုတ်တရက်လဲချပြီးဆုံးသွားတာကျွန်တော်တို့လူငယ်တွေကတော့နာရီအိမ်မှာထင်းခွဲရေခတ်ဖျားခင်းပေါ့ဗျာညဘက်ရောက်တော့နာရီအိမ်မှာဖဲဝိုင်းနေစကားဝိုင်းနေနဲ့စီကားနေတာကျွန်တော်လည်းတငယ်ချင်းတွေနဲ့ဝိုင်းကူရင်ည7 နာရီလောက်တော့ရောက်လာတယ်အဲ့ဒီချိန်မှာရွာရဲ့ထုံးစံတိုင်းပတ်ဝန်းကျင်ကတိတ်ဆိတ်လာတယ်။လေယာလည်းတဖြူးဖြူးနဲ့အေးစိတ်နေတာပဲ။ကျွန်တော်ကနိုင်ရဲ့အိမ်ရဲ့နောက်ဘက်မှာတယောက်တည်းရင်နှွေးကိုသွားတိတ်နေတာ။အဲ့ဒီချိန်မှာကျွန်တော်ရဲ့နောက်ကျောဘက်ကနေလေသိုးတန်လိုမျိုးအတန်တစ်ခုကိုကြားလိုက်ရတယ်။တယောက်ယောက်ကကျွန်တော်နားမှာလာပြီးလေမှုတ်လိုက်တဲ့အတန်မျိုး။ဘေးကိုလဲကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူး။ဟောဒီတိတ်တာပဲနေမှာပါလို့တွေးလိုက်ပြီပဲ။ကျွန်တော်ရဲ့ပခုံးတစ်ဘက်ကတစားတစားနဲ့လေးလံလာတယ်။တခုခုကကျွန်တော်ပခုံးကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့လိုက်နေတယ်လို့မျိုးခံစားလာရတယ်။ည7 ခွဲလောက်မှာကျွန်တော်အိမ်ပြန်ဖို့လုပ်တယ်။ကျွန်တော်အိမ်ကရွာလေမှာ။နိုင်အိမ်ကတော့ရွာဆောင်ပါပေါ့။လမ်းကလည်းညောင်မင်းကြီးကိုပတ်သွားရတဲ့လမ်းအောင်။လမ်းနဲ့တမီလေးတစ်လက်နဲ့ကျွန်တော်ရှောက်လာခဲ့လိုက်တယ်။လမ်းတစ်ဝက်ရောက်တော့ကျွန်တော်နောက်ကနေတစ်ဖက်ဖက်နဲ့ခြေတံတစ်ခုကိုကြားရတယ်။ကျွန်တော်ရက်လိုက်ရင်အဲ့ဒီခြေတံကရက်သွားတယ်။ကျွန်တော်မြင်မြင်လျှောက်ရင်သူကလည်းမြင်မြင်လိုက်လျှောက်တယ်။ဓမီနဲ့နောက်ကိုလှည့်ကြည့်လိုက်တော့ဘာမှမရှိဘူး။ဟာလာဟင်းလင်းလမ်းမကြီးပဲရှိတာ။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ခြေလမ်းတွေကတော်တော်လေးလေးလံလာတယ်။တလန်းချင်းလမ်းမို့တောင်အားပိုဆိုင်လာရတယ်။ဓမီရောင်ကလည်းတုံတုံရင်ရင်နဲ့ညောင်မေကြီးနားရောက်ခံဒီမှာညောင်မေအောက်မှာရေးတစ်ခုတွေ့လိုက်ရတယ်။လူတစ်ယောက်ကမတ်တက်ရက်နေတဲ့ပုံစံမျိုးကျွန်တော်တေချာပြန်ကြည့်နေတော့မရှိသေးတယ်။အဲ့ဒီလူကြီးကပျောက်သွားတယ်။ကျွန်တော်လည်းနောက်ကျတဲ့ခြေထောက်တစ်ဆက်ဖောက်ဆိုပြီးအိမ်ကြီးကိုပြေးတော့တာပေါ့။ကျွန်တော်အိမ်ကိုရောက်တော့တကားကိုပိတ်အိမ်ခန်းထဲကိုပြေးဝင်လာတာ။အမောတကောနဲ့ကတိန်ပေါ်လှဲချလိုက်ပြီရင်ဘတ်ထဲမှာတဒိတ်ဒိတ်နဲ့ကိုခုန်နေတာငါမျက်စိမားတာနေမှာပါညောင်မင်းရိတ်ကိုလူလို့ထင်တာဆိုပြီးတော့ကျွန်တော်ကိုယ့်ကိုယ်အသင်းဖြေသိမ့်နေမိတယ်ဒါပေမဲ့ခဏနေတော့ကျွန်တော်ရဲ့အိမ်ခန်းတကားပြင်ဘက်ကနေခြေတံတစ်ခုကိုထပ်ချရတယ်ကျွန်တော်အသက်တောင်မရှိရဲဘူး9 မိနစ်လောက်ကြာမှအဲ့ဒီခြေတံကရက်သွားတယ်တော်သေးတာဘောလို့ဆိုပြီးတပြင်းချရုံရှိသေးတယ်ကျွန်တော်ဂရင်အောက်ကနေကျွတ်ဆိုပြီးတော့တစုံတစ်ယောက်ကဂရင်မောကိုတက်လာတဲ့ပုံစံမျိုးကျွန်တော်ကြောက်လွန်လို့ဆောင်းကိုခေါင်းမူးချုံပြီးမျက်စိကိုအတင်းမိတ်ထားမိတာပေါ့အဲ့ဒီချိန်မှာကျွန်တော်ရဲ့ခြေထောက်ကိုတစုံတစ်ယောက်ကလာကင်လိုက်တယ်လို့အေးဆက်မှုကိုခံစားလိုက်ရတယ်။ပြီးတော့ကျွန်တော်ရဲ့နေရွက်နားလေးမှာအေးဆက်လေးတန်းနဲ့အတူစကားတကုန်းကိုလည်းကြားလိုက်ရတယ်။ငါ့ကိုလမ်းပြပေးပါဦး။ငါဘယ်ကိုသွားရမှာလဲတဲ့။အတန်ကအရှာရှာကြီးကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ကတင်ချင်းမှာရေမဲကြီးတစ်ခုကကျွန်တော်ကိုစိုက်ကြည့်နေတာ။ကျွန်တော်လည်းဘယ်ရသာရွတ်ဖို့ကြိုးစားနေတာ။ဒါပေမဲ့ရှားကလေးလံနေပြီးတော့အတန်ကထွက်မလာဘူး။တဟိုလုံးကိုလည်းကွန်ကရစ်လောင်းထားသလိုမျိုးကိုလှုပ်မရတာ။မျက်စိကိုအတင်းမိတ်ပြီးဆောင်းခေါင်းမူးချုပ်ပြီးပြန်အိတ်နေလိုက်တယ်။ဘယ်ချိန်မှအိပ်ပျော်သွားမှန်းတော့မသိဘူး။မနဲ့နေအောင်ရေခန်းထဲဝင်လာတော့မှကျွန်တော်လန့်လို့လာတယ်။တကူလုံးကလည်းရေချိုးသားသလိုချွေးတွေကိုရွှဲနေတာ။ညကဖြစ်ခဲ့တာတွေကအိမ်မက်များလားလို့တွေးနေတော့အမေကအခန်းထဲကိုဝင်လာပြီးကျွန်တော်ကိုကြည့်ပြီးတော့လန့်ပြီးတော့အော်တော့တာ။တာနင့်ပကုံးကဘာတွေဖြစ်နေတာလဲ။ကျွန်တော်လည်းမှန်ရှိကိုအမြန်သွားပြီးကြည့်လိုက်တဲ့အချိန်မှာကြက်သိန်းတွေဖြန်းနေထားသွားတယ်။ကျွန်တော်ရဲ့ပကုံးနှစ်ဖက်မှာလူတစ်ယောက်ကအနောက်ကနေအတင်းဆုပ်ကင်ပြီးညှစ်ထားတဲ့လက်ရာကြီးတွေကအသားထဲမှာညုံမဲပြီးဆွဲနေတာကျွန်တော်ကညဝစ်ခဲ့တဲ့အင်ကြီးကိုကြည့်လိုက်တော့နိုင်အိမ်အလောင်းဘေးမှာချထားတဲ့နင်းစီပန်းချောင်းတစ်ဝက်ကကျွန်တော်ရဲ့အိမ်အိတ်ကထဲကိုရောက်နေတာဘလို့ရောက်နေမှလဲကျွန်တော်မသိဘူးကျွန်တော်လည်းအဲ့ဒီပန်းကိုမယူခဲ့မိဘူးတည်ဆုံးသွားတဲ့ဦးလေးကြီးကသူ့ဆုံးသွားတဲ့အချိန်မှာသူ့မိသားစုကိုဘာမှမမှာပဲနဲ့တည်ဆုံးသွားရတာကြောင့်စိတ်မချပဲဖြစ်နေတာလို့တော့ထင်တယ်သူကကျွန်တော်ကိုအဖော်ပြုတ်ပြီးအိမ်ကြီးလိုက်လာခဲ့တာအဲ့ဒီဖြစ်ရတွေပြီးရဲ့နောက်မှာကျွန်တော်ညဘက်ဆိုရင်ပြင်မထွက်ရတော့ဘူး။နိုင်ရဲ့အိမ်သွားရင်လည်းကိုနောက်မှာတယောက်ယောက်ပါလာသလားဆိုပြီးအမြဲတမ်းနောက်ကိုပြင်ကြည့်မိတော့တာပဲ။အခုတင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းကျွန်တော်အကောင့်လေးကို follow လေးလုပ်သွားပေးကြပါဦး။နောက်တည်းဘယ်လိုဇလန်းမျိုးတွေနားဆင်ခြင်းလဲဆိုတာကိုလည်းအောက်က comment ထဲမှာပြောသွားပေးလို့ရပါတယ်။